င်္ဂလာပါခင်ဗျာကျွန်တော်များပုံနဲ့တော့ဗီတင်ဆရာရန်နိုင်ထွန်းရန်ကုန်မြို့တော်မှာဇာတဗီဒီမေထမေရှောင်းခနေသားသမီးအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပါစေကြောင်းဥစွာပနမနှုတ်ခွန်းဆက်တာအပ်ပါတယ်ဗုဒ္ဓံပူစေမိဓမ္မံပူစေမိတာဂံပူစေမိပူဇော်ပါ၏အရှင်မြတ်ဖရာ2026ခုနှစ်ခရစ်နှစ်တဲ့အင်္ဂါသားသမီးရဲ့ကံကြမ္မာကံစားတာတွက်စိရကျွန်တော်များပုံနဲ့တော့ပြည်တင်စာရနိုင်ထုံးရဲ့ဟောပြောချက်ဟောကိန်းလေးတွေကိုဆရာရဲ့မိတ်ဆွေများပြည်တွင်းပြည်ပအနန္တအရရမှဆရာရဲ့မိတ်ဆွေများကိုဆရာအနေနဲ့တင်ပြဆွေးနွေးဟောပြောပြီးသွားခြင်းပဲဖြစ်ပါတယ်2026ခုနှစ်အင်္ဂါသားသမီးများဟာအောင်မြင်မယ်ဘုဒ္ဓအိမ်နာကြားရောက်မဲ့နှစ်2026ဘာတွေအောင်မြင်မလဲအနုပညာလုပ်ငန်းစာပေရုပ်ရှင်ဂီတနဲ့ပဲအသီးသီးမှာအောင်မြင်မယ်ကြော်ကြားမယ်ထင်ပေါ်မယ်စမ်းတို့လက်တို့ပွင့်လန်းမယ်အနုပညာရှင်တို့ပေါ်ထုံးငန်းမယ်နော်စူးစမ်းနေတဲ့အင်္ဂါသားသမီးအနုပညာရဝန်းအနုပညာလုပ်ငန်းလှုပ်ဆောင်နေတဲ့သူတွေအောင်မြင်သွားမယ်ထိုးဖောက်မယ်ကောင်းကျိုးခံစားရမယ်နည်းနည်းလေးအရှိရမှာသစ္စာမဲတာတွေခံရမယ်သစ္စာဖောက်သွားတာကြော်ခိုင်းသွားတာဥပိ္ပခာပြုသွားတာကိုအင်္ဂါသားကတော့၎င်းအင်္ဂါသမီးကိုနိုင်တော့၎င်းမျက်မြင်ကိုတွေ့အရှိနှလုံးသားကန်တော့ညံဖြစ်မယ်အိမ်နောင်ကြီးတာရမယ်ဝေးကွာနေတာတွေကွဲကွာနေတာတွေတန်လေပေါင်းစည်းရမယ်ဇာနေနဲ့ဇာတာဆက်ဆက်တာပထမဇန်နဝါရီလဒုတိယဖေဖော်ဝါရီလမကောက်မတ်လ10ရက်ကနေ8လပိုင်းအောက်ဂတ်လထိဒီ4-5-6လဟာအင်မတန်အောင်မြင်လိုက်မယ်မတ်လ10ရက်3လပိုင်း10ရက်ကြော်ပြီးဆိုရင်စိတ်တန်းကြအောင်မြင်မှုတွေပေါ်ထွန်းခါမှာအင်္ဂါသားသမီးတွေပထမလဒုတိယလဇန်နဝါရီဖေဖော်ဝါရီ2လကိုတော့အတက်နိုင်တော့အင်္ဂါသားသမီးများစိတ်ရှိသိခံပေးပါနည်းနည်းလေးစေတနာနဲ့လောက်ကိုင်းတာတွေကော်မတီလုပ်ငန်းတွေအထက်လူကြီးညွန်ညံတာမိမိကိုစိတ်သဘောထားနော်ပြောမှဆိုလို့ချင်းမှတ်နေမျိုးသားတွေကြုံရတတ်တယ်စိတ်အခန့်မသိနာလမ်းခွဲရတာတွေပြေးရတတ်တယ်အလောက်ကနေထွက်သွားလိုက်ရတာအလောက်လောက်ချက်စိတ်မရှိတာအလောက်တွင်ကိုကြောက်ခိုင်းလိုက်တဲ့ဖြစ်စဉ်မျိုးတွေတော့ကြုံရတတ်တဲ့အင်္ဂါသားသမီးတွေဇန်နဝါရီဖေဖော်ဝါရီ2လညမဲ့မတ်လဧပြီမေဇွန်ဇူလိုင်အောက်ဂတ်လုံးဝစာတာကောင်းမမယ်အောင်မြင်မယ်ကြော်စောမယ်ဥဒိုကံကောင်းမယ်စက်တင်ဘာနဲ့အောက်တိုဘာကြောင်းမိုင်းညမယ်နိုဝင်ဘာဒီဇင်ဘာ2026နှစ်ကုန်ခါနှစ်မှာအောင်မြင်မှုပေါ်ဆောင်သွားမယ်အနုပညာရဝန်းအနုပညာလုပ်ငန်းကိစ္စတွေလည်းအောင်မြင်မှာကောင်းကျိုးထူးခြားမယ်စီးပွားရေးဖြစ်ထွန်းမယ်စာရေးကရိယာတွေအလားကုန်အင်းရဝက်စာစတိုးအကျိုးပေးမယ်ကောင်းကျိုးပြည့်မယ်လက်စနာပတ်သက်တဲ့ပစ္စည်းဖုံးနဲ့ပတ်သက်တဲ့ပစ္စည်းတွေအရှောင်းဝယ်ကောင်းမှာမယ်အင်္ဂါသားသမီးများနည်းနည်းလေးသတိထားပြရမှာကတန်နန်းလာသားသမီးကြာသားပရိသားသမီးတို့နဲ့တဟဆကမတိမမြဖြစ်ရတတ်တယ်အိမ်အောင်ရေးမှာမမျော်လည်းပဲမထမပဲအိမ်အောင်ကြီးကွဲကွာနေတဲ့သူတွေတခုတနည်းအားဖြင့်အိမ်အောင်ရေးမတင်မြဲဖြစ်နေတဲ့တနည်းအားဖြင့်တခုလက်ဖြစ်နေတာတွေနော်မုတ်ဆိုးဖို့ဖြစ်နေတဲ့သူမုတ်ဆိုးမှဖြစ်နေတဲ့သူတွေအရှစ်စစ်စုံသွားတာတန်လည်းအတိတ်တစ်ဖက်အိမ်အောင်ကန်ထူထောင်ပြီးအိမ်အောင်ကန်အကျိုးပေးတာဖြစ်ရတတ်ပါတယ်ဒါတော့စကားချက်ပါနော်အပြောင်းမိုက်လဲစောက်ခွင့်လို့ပေးပါဒါအရှိအတိုင်းစားအနေနဲ့တွက်စိရတွက်ကိန်းအတိုင်းတင်ပြသွားခြင်းဖြစ်တယ်အိမ်အောင်ရေးမတင်မမြဲတာအိမ်အောင်ဒုက္ခအိမ်အောင်ရေးချင်နာမှုမဲနေတဲ့အိမ်အောင်ရေးကံနေနေတဲ့သူတွေအိမ်အောင်ရေးပြတ်ပြားနေတဲ့သူတွေအိမ်အောင်ကံကောင်းမော်မယ်အိမ်အောင်ရေးတာယာခြင်းအိမ်အောင်ကံကောင်းမွန်ခြင်းဆိုတာကိုရောက်ရှိမယ်ကြားမရေးမှာခါကိုက်ခါနာခါယိုခါစစ်တတိပြုရမယ်နောက်ဦးနဲ့ပတ်သက်တဲ့အစားတော့နောက်ဝက်ဦးချောင်းတို့နော်စိတ်ဦးတုတ်တော့ပေါ့နော်အဲ့လိုအတွင်းကလေးစာနဲ့ပတ်သက်တဲ့ကလေးစာစားတာတွေခြောင်ကျန်ပေးရမယ်တနည်းအားဖြင့်တွင်းအောင်တော်ဝါစားတောက်တာတွေဟာအစအစိတ်တင်းတတ်တယ်ဆိုတဲ့နည်းနည်းလေးဒီအင်္ဂါသားသမီးတဲ့အတွက်အစိတ်ဓာတ်ပေါ်ပြတဲ့အတွက်ဂယုဆိုင်ပေးပါတေဦးတေဖို့အတိအနံတိရွတ်တတနာမရှိဘူးလို့ပြောချင်တယ်ပေါ့နော်အဓိကဒီ2026ခုနှစ်မှာဂျာမိုက်ခါနာဘိုင်းကိုတင်ပြချက်ဖြစ်တယ်ဂျာမိုက်စာကပိုင်းအယုအစစ်ခါကိုက်အထူးတရီထားမယ်တွင်းအောင်တော်ဝအစိတ်တင်းတတ်တယ်တနည်းအားဖြင့်ဥအသေးတွေစားသုံးတာတွေရှောင်ကြံပေးရမယ်မတဲမြတ်တာကြုံရတတ်တယ်ဓမ္မတဲတာအောက်အမှုမောရတာနေလို့ထိုင်လို့မကောင်းတာဂျာမိုက်အစာစိတ်တင်းတဲ့ဖြစ်စဉ်တို့ကြုံရကိန်းရှိတဲ့အတွက်ဂယုဆိုင်ရမယ်
တန်လျာဖြစ်စားနေတဲ့ဇာတာဆက်ဆက်က အင်္ဂါသားသမီးတွေဂျာမိုင်းစာတာမှာ40နှစ်45 49 49 50ဝန်းကျင်ဇာတာရှင်များပို့ပြီးခယူဆိုင်ရမယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့ရုံးမြငါနာအမုတ်ခင်းရင်ဆိုင်ရတာဇန်နဝါရီဖေဖော်ဝါရီမွေးဖွားဇာတာရှင်တွေအထုခယူဆိုင်ပေးဖို့ဒီညာကနေဆရာမြက်ကရခမှားချခြင်းတယ်အခုလာမဲ့2026ဇန်နဝါရီ6ရက်နေ့မှာဆိုလို့ရှိရင်နော်ဇန်နဝါရီလ6ရက်နေ့ကအင်္ဂါလေးကြားရောက်တယ်အဲ့တော့မိမိမွေးနံတော့ဝိကံမှာကံကောင်းလုပ်ငန်းကိုင်ငန်းကောင်းသောကံတို့ဖြစ်စေလိုတဲ့အတွက်မိမိရက်ထက်ရွာထက်မိဘထားတဲ့သူမိတ်ဆွေတောင်းဝိုင်းထက်မှာကလေးတုံနေပေါ့နော်မိဘထားတဲ့နော်ကလေးမွေးဖွားထားတဲ့အိမ်မှာကလေးကိုအိမ်မွေးဖွားလာတဲ့ကလေးအတွက်နော်ရက်ထက်ရွာထက်ပေါ့နော်ဒီကလေးလေးတွေပေါ့3လသား6လသားတက်တဲ့သားကလေးလေးတဦးတယောက်ကိုပေါတာဘူးတဘူးမြတ်တာလက်ဆောင်ပေးပေးပါနော်တနည်းအားဖြင့်ဆမ်းမိဆက်ရနဲ့လည်းပေးခိုင်းလို့လည်းရတယ်မဖြစ်မှဟာလားမပြတ်မကွက်မဖြစ်မနေလေးတော့စားရတဲ့ရတရားလေးကိုရုပ်ကြည်စောင့်ပြပေးပါနော်2026ခုဇန်နဝါရီ1ရက်ကနေ6ရက်နေ့အတွင်းကိုရအောင်စူးစမ်းပြီးတော့မြတ်တာလက်ဆောင်အဖြစ်ကလေးသုံးငယ်တို့သုံးဆွဲတော့ပေါ်တာဟုဒါကြောင့်စတိုးဆိုင်နေစိတ်ဆိုင်နေမှာဝယ်ယူလို့ရတယ်ဘူသေးဘူးကြီးဆိုင်ပဏာမမိမိရဲ့တရာစွမ်းပေါ့နော်တန်နိုင်တဲ့ပဏာမဝယ်ပြီးတော့မြတ်တာလက်ဆောင်ဖြစ်ပေးပါမွေးနံတော့အင်္ဂါဂျိုထောင်းတိုင်းဖျားစေတီထုံးတိုင်းတရက်ကနေ6ရက်အတွင်းဖျားစေတီရောက်ဖြစ်ခဲ့ရင်နင်းစီပန်း6ပွင့်နင်းစီပန်းအမြောင်တာလဲ6ပွင့်မပြတ်မောက်ကလူပေးပါဂျိုစေဂျုံနဲ့အတိုက်အခိုက်အနောက်အဆက်အဟံအတားတွေလည်းကင်းစင်ဝေးသွားမယ်မိမိရည်ရွယ်ထားတာတွေအကြံစီလေးတွေကောင်းကျိုးတွေပေါ်ပေါက်မယ်ငွေကြေးကိစ္စအောင်မြင်မယ်တနည်းအားဖြင့်ကုမ္ပဏီအထက်လူကြီးလုပ်ငန်းခွင်ဆက်ရောအလုပ်ရုံပရိပတ်ကအင်္ဂါသားသမီးကြုံရတတ်တဲ့အလုပ်ထွက်ရတဲ့ဖြစ်စဉ်မျိုးတွေကြုံရတတ်တယ်အကျိုးပေးကိန်းကနန်းနှစ်ကိန်းကနန်း6ကိန်းကနန်း3ညာကိန်းကနန်းဟာကိန်းကနန်းဆက်တော့ဖို့အကျိုးပေးမယ်အခရာစင်မှာဆိုလို့ရှိရင်ကာကြီးအခရာစာလုံးအခရာနားငယ်အခရာဝါလုံးအခရာဆိုတာလေးတွေကောင်းကျိုးပေးမယ်ကန်ထုမယ်အောင်မြင်မယ်ကြော်စောမယ်ပေါ်ထွန်းကားမယ်နာမည်ကောင်းတရင်ကောင်းတို့ကြော်ချမယ်ဇာတာရှင်တွေဖြစ်တယ်2026ခုနှစ်ဟာကောင်းကျိုးအများကြီးဖော်ဆောင်မယ်အိမ်မတာအောင်မြင်မှုတွေဖြစ်ထွန်းမယ်ဂုံတရင်ကြော်စောမယ်နာမည်ကြီးလူထင်ပေါ်လူဇော်တို့ဖြစ်ရမယ်အင်္ဂါသားသမီးများဖြစ်ကြတယ်အင်္ဂါသားသမီးများကောင်းသောကြော်ကြားခြင်းကောင်းသောအကျိုးကျေးဇူးတို့ပေါ်ပေါက်မယ်အတိုက်အခိုက်တွေဂျာမကိုကြော်ကြနိုင်မယ်စာပေရုပ်ရှင်ဂီတအမှုပညာလုပ်ငန်းရက်တွေတွင်တွင်ကြဲကြဲပြန့်ပြန့်ကိုဆောင်ရွက်နိုင်စေမယ်ကောင်းကျိုးတို့ပြုမယ်အောင်မြင်မှုတို့ဖော်ဆောင်မယ်ကောင်းကျိုးတို့ပေါ်ပေါက်လာမယ်အရှိအိမ်တော်ကြီးဂျာမကြီးဂါနာအသေးသေးမှာတော့နည်းနည်းလေးပြိုရွယ်ငယ်ရွယ်သူအရှိကနေနဲ့အိမ်တော်ကြီးပြန်ပြားသူတို့အတွက်ကတော့အိမ်တော်ကဟာတက်နေတာပေါ့ထူးထူးခြားခြားအိုးသေးရတဲ့အိမ်တော်ကတို့ကောင်းပါမယ်အရှိအိမ်တော်ကြီးကြားမကြီးစီးပွားရေးဆွေးနွေးမင်းများလူသားများရှိရင်ဆရာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3ညကို4ကြည့်5လုံး4 5လုံး3ည3ည4ခွန်း3ညကိုခွန်းကြည့်5လုံးခွန်း5လုံး6နှစ်တင်5ကိုလည်းဒိုင်ရိုင်းဆက်သွယ်မင်းများနိုင်ပါတယ်